မျိုးသမီးတွေကိုဝင်ပြတ်ကြပြီးတဲ့နောက်မှာဒီမိမကိုကနေအရန်အနံ့နံနဲ့အရေးဆင်းတာမျိုးသွေးဆင်းများပြီးတော့သွေးလန့်တဲ့လက္ခဏာမျိုးပေါ်လာမျိုးဖြားတာတွေချမ်းတုံတာတွေဖြားတက်တာအဲ့လိုမျိုးတွေဖြစ်ပြီးဆိုလို့ရှိရင်အချိန်မဆွဲဘဲနဲ့ချက်ချင်းဆေးရုံဆေးခန်းကိုသွားပြီးတော့ကြာတာဖို့အတွက်အရန်ရေးကြည့်ပါတယ်။တဲ့အိမ်ကိုထုတ်ပြရတဲ့အနေအထားမျိုးတွေကနေတစ်ခါတလေမှာကိုယ့်ရဲ့အသက်အန္တရာယ်ကိုပါစိုးရိမ်ရတဲ့ထိခိုက်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့။အားလုံးပဲမင်္ဂလာပါကျမတို့ဒေါက်တာသိန်းနုခိုင်ပါပြည်သူ့ကျန်းမာရေးဆရာဝန်တယောက်ပါတားပြတ်သားလျှော့ဖြစ်တယ်ဆိုတာအခြေအနေအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကိုဝင်ကတစ်ပိုင်းတစ်စားပြတ်ကြတာကိုမှကိုဝင်ပြတ်ကြသွားမှမသိလိုက်တဲ့ခါမျိုးတွေလည်းရှိတယ်တချို့ကြတော့လည်းကိုယ့်ရဲ့ကိုဝင်ကိုမလိုချင်တဲ့ခါမှာကိုနီးကိုဟန်နဲ့ဖြည့်ရှင်းလိုက်တာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးပေါ်မူတည်ပြီးတော့မှကုသမှုတွေကလည်းတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ပြီးတော့ဒီအခြေအနေတွေကိုခွဲခြားဖို့ကလည်းတာမန်အဖြစ်မသိနိုင်ဘူးပြီးတော့ဒီလိုမျိုးစစ်ဆေးမှုတွေမခံယူဘဲနဲ့အချိန်လွန်မှဆိုလို့ရှိရင်လည်းအသက်အန္တရာယ်ရှိတဲ့အထိကိုဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကကိုဝင်ပြတ်တယ်တားပြတ်သားလျှော့ဖြစ်ပြီဆိုလို့ရှိရင်နားလေတကြွနဲ့ဆရာဝန်ဆရာမတွေကျမရေးဝန်ထမ်းတွေနဲ့တေချာတိုင်ပင်ဆွေးနွေးဖို့ကြတာဖို့အတွက်အရန်ရေးကြည့်ပါတယ်တေးုံဈေးကန်းရောက်တဲ့အခါမှာသူ့ရဲ့အခြေအနေပေါ်မူတည်ပြီးတော့အများကြီးကူညီဆောင်ရှောက်မှုပေးနိုင်တယ်ပေါ့နော်အရေးပေါ်ကုသပေးရမယ့်လူဆိုဥပမာအဖြစ်ဆိုရင်သူ့မှာသွေးလန့်တဲ့လက္ခဏာမျိုးတွေရှိတာသွေးသွန်းတဲ့လက္ခဏာမျိုးတွေရှိတာမျိုးဆိုလို့ရှိရင်လည်းကျမတို့ကအဲ့ဒီအတွက်ကိုကုသမှုတွေပေးနိုင်တယ်ကိုကပိုးဝင်တဲ့လက္ခဏာမျိုးတွေပိုးစိတ်တဲ့လက္ခဏာမျိုးတွေရှိလို့ရှိရင်လည်းအဲ့ဒီပိုးဝင်တဲ့လက္ခဏာတွေအတွက်ကိုကုသမှုပေးနိုင်တယ်တပိုင်းတစ်စားကိုဝင်ပြတ်ကြတယ်လို့မျိုးအခြေအနေမျိုးမှာဆိုရင်သူ့ရဲ့တအိမ်ကိုတန့်သွားဖို့အတွက်ကိုကျမတို့ကပေါ့နော်ဆေးဝါးအကူအညီနဲ့ဒါမှမဟုတ်လို့ရှိရင်လည်းကျမတို့ကကရိယာအကူအညီနဲ့သူ့ရဲ့တအိမ်တန့်ရှင်းကိုလုပ်ပေးရတဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီဘိုင်းတွေကိုဆေးရုံဆေးခန်းတွေကနေပြီးတော့ပြုစုကုသမှုစောင့်ရှောက်မှုပေးနိုင်တယ်ပေါ့တားပြတ်သားလျှော့ဖြစ်ပြီးတဲ့နောက်မှာဒီလိုအခြေအနေထပ်မဖြစ်ဖို့အတွက်ကိုသားဆက်ချနီလန်းနေစနစ်တကျသုံးဖို့လိုအပ်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီသားဆက်ချနီလန်းနေသုံးဖို့အတွက်ကိုလည်းဆေးရုံဆေးခန်းတွေကနေဆောင်ရွက်ပေးနိုင်တယ်ကိုဝင်ပြတ်ကြတယ်ဆိုတာစိတ်ပိုင်းဆိုင်ရာကိုထိခိုက်တဲ့ဘိုင်းမျိုးလေးလည်းရှိကောင်းရှိနိုင်တယ်ပေါ့အဲ့လိုမျိုးကြုံခဲ့ရပြီဆိုလဲစိတ်ပိုင်းဆိုင်ရာအကူအညီအတွက်ကိုဆက်လက်ရယူဖို့အတွက်ဖြစ်စေတခြားသောအကူအညီတွေလိုအပ်တာကိုလိုအပ်တယ်လို့လွှဲပြောင်းညွှန်ပို့ပေးတာမျိုးတွေကျမတို့လုပ်ပေးနိုင်တယ်ပေါ့နော်ကိုဝင်ပြတ်ကြပြီးတဲ့နောက်မှာဆေးရုံဆေးခန်းသွားဖို့စိတ်ပူကြတယ်ကြောက်တတ်ကြတယ်ပေါ့နော်ဒီတားပြတ်သားလျှော့ပြီးတဲ့နောက်မှာကျန်းမာရေးပြုစုဆောင်ရှောက်မှုခံယူဖို့အတွက်ကိုဆေးရုံဆေးခန်းတွေကိုလည်းကန့်သက်ထားတာမရှိဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ်အနေနဲ့လိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုအချိန်မီသွားပြီးတော့ခံယူဖို့အတွက်တိုက်တွန်းချင်ပါတယ်အချိန်မီလို့ဘာကြောင့်ပြောလဲဆိုတော့အရေးပေါ်ကုသရမယ့်အခြေအနေမျိုးတွေမှာအချိန်မမီလိုက်တာမျိုးတွေရှိတယ်ပေါ့ဥပမာအဖြစ်ဆိုရင်ပိုးစိတ်တက်တဲ့အခါမှာကျမတို့ကပိုးဝင်တာကိုကာကွယ်ဖို့အတွက်ဆောင်ရှောက်မှုပေးရတဲ့အပိုင်းတွေရှိတယ်နောက်သွေးသွင်းဖို့အတွက်လိုအပ်တဲ့အခြေအနေမျိုးတွေလိုမျိုးတွေပေါ့နော်အဲ့လိုအခြေအနေမျိုးတွေမှာကျမတို့ကအချိန်မီမသွားလိုက်ဘူးဆိုလို့ရှိရင်ဒီတဲ့အိမ်ကိုထုတ်ပြရတဲ့အနေအထားမျိုးတွေကနေတစ်ခါတလေမှာကိုယ့်ရဲ့အသက်အန္တရာယ်ကိုပါစိုးရိမ်ရတဲ့ထိခိုက်နိုင်တဲ့အနေအထားမျိုးတွေရှိတယ်ပေါ့အဲ့ဒီတော့ကြောင့်မို့လို့တူဝေနှောက်နေတာမျိုးတွေမရှိဘဲနဲ့အချိန်မီသွားပြီးတော့တားရပြတ်သားဖို့အတွက်ကိုကျမအနေနဲ့တိုက်တွန်းချင်ပါတယ်